ကိုတော်တော်မှသူကြောင်းသွားလို့စားတယ်အမေကိုလူကြုံလေးပို့ပြီးလိုက်တယ်လုံးခင်းမှာသူ့အားရတယ်အမေကတော့အမေကတော့လိုက်ပါအေးအမေနေအမေတို့စီရအမေကစိတ်ချလာလို့လားအမေနေအမေနေလေးလိုက်နေ။